တော်ညင်းတဲ့စကလုံးပဲလို့ပြောရမှာဒါပေမဲ့မိကုန်းထုတ်တာအောက်ပြီးကဲအဲ့ဒါဆိုရင်ကျွန်တော်ပြောချင်တာအမကနိုင်ငံတကာလူအဖွဲ့အစည်းဆိုရဆန်တုံးကဘာလဲဟိုအမပြောတဲ့နိုင်ငံတကာလူအဖွဲ့အစည်းဆိုရဆန်တုံးကဘာလဲအဲ့တော့ NHK သတင်းဌာနသတ်မှတ်ထားတဲ့နိုင်ငံတကာလူအဖွဲ့အစည်းဆိုတာကဘလို့ဆန်တုံးလဲဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ကပြန်မိကုန်းထုတ်ချင်တာဟုတ်ကျွန်တော်မြန်မာနိုင်ငံကအဖွဲ့အစည်းတွေက NHK ကပေးမမီတောင်းဝင်ပြီဘူးလို့ခင်ဗျားတို့ယူဆနေတာဟုတ်ကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့လူအဖွဲ့အစည်းတွေဒီပေးမမီတောင်းဝင်ပြီးကြက်မပြေးတဲ့လူအဖွဲ့အစည်းလို့ယူဆနေတာအဲ့လိုတော့မဟုတ်ဘူးနဲ့တူတယ်အဲ့တော့ကျွန်တော်ပြောချင်တာကတော့ပြောချင်တာဒီလိုယူဆတယ်ဆိုရင်အဲ့ဒီယူဆပထမဆုံးပြင်ပေါ့ဗျာပြင်လို့ပြောချင်တယ်ရွေးကောက်ပွဲကိုအတင်းကျပ်လုံနေလို့ပြောရွေးကောက်ပွဲအတင်းကျပ်လုံရအောင်ခင်ဗျားတို့ကျွန်တော်လည်းမြင်နေတာပဲပြည်သူလူထုလည်းမြင်နေတာပဲရွေးကောက်ပွဲကိုအတင်းကျပ်မင်းဒုံးနဲ့ရိုက်ပြီးမင်းလဲမဲလာမထဲလို့မနေရရွေးကောက်ပွဲမှာမင်းမထောက်ခံမနေရကျွန်တော်မလုပ်ပါဘူးလုပ်เสียရလဲအကြောင်းမရှိဘူးဒီမှာလည်းကျွန်တော်နေ့စဉ်ထုတ်လွှင့်နေတာပဲရွေးကောက်ပွဲကိုပြည်သူလူထုတွေဘလောက်လိုလားတယ်ဆိုတာလဲရှိပါအဲ့တော့ကျွန်တော်မငင်းပါဘူးမလိုလားတဲ့ပြည်သူလူထုတွေရှိမှာပေါ့ဒါပဲလိုလားတဲ့ပြည်သူလူထုကတော့ပိုပြီးများလိမ့်မယ်လို့ပြောချင်ပါတယ်နောက်တစ်ခုကတော့ရွေးကောက်ပွဲကမြန်မာနိုင်ငံအတွက်လုပ်တာလေကျွန်တော်မြန်မာပြည်သူလူထုအတွက်လုပ်တာရွေးကောက်ပွဲကနိုင်ငံတကာအတွက်လုပ်ပေးတာမှမဟုတ်ဘူးမြန်မာနိုင်ငံမှာအစိုးရပေးဖို့လုပ်တာပဲ international အစိုးရအတွက်ကျွန်တော်ရည်မှန်းပြီးလုပ်တာအဲ့တော့ရွေးကောက်ပွဲနဲ့ပတ်သက်ကျွန်တော်ပြောတာရွေးကောက်ပွဲသည်မြန်မာပြည်သူလူထုကိုဗဟိုပြုတဲ့ရွေးကောက်ပွဲဖြစ်တယ်မြန်မာပြည်သူလူထုမဲပေးနိုင်ဖို့ပဲအရေးကြီးတယ် international ကဂျင်းနဲ့တာတွေမဂျင်းနဲ့တာတွေကျွန်တော်အရေးမဟုတ်ဘူးနော်ကျွန်တော်ရွေးကောက်ပွဲကိုကျွန်တော်နဲ့မိတ်ဖက်နိုင်ငံတွေကကူညီပေးနေတာရှိတယ်ထောက်ခံပေးနေတာရှိတယ်ဘလို့အကူအညီပေးရမလဲဆိုတော့မြန်မာနိုင်ငံကောင်းရကောင်းကျိုးကိုလိုလားပြီးဆောင်ရွက်နေတာရှိတယ်အဲ့တော့အပြစ်တင်နေတဲ့သူတွေကအပြစ်တင်နိုင်ပါတယ်နော်ကျွန်တော်တို့အနေနဲ့ကတော့ကျွန်တော်တို့ရဲ့မူလရည်မှန်းချက်ဖြစ်တဲ့ဒါပါတီစုံဒီမိုကရေစီစနစ်ကိုပြန်သွားနိုင်ရင်ကျွန်တော်တို့ဆောင်ရွက်သွားပါမယ်ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်နိုင်ရေးကိုမလွဲမသွေဆောင်ရွက်သွားပါမယ်တရားမျှတမှုရှိမရှိဆိုတော့ရွေးကောက်ပွဲမှာ300လုံးကိုကြည့်တာပေါ့ရွေးကောက်ပွဲရဲ့တင်ကူးအခြေအနေမှာဘယ်လိုလုပ်ခဲ့လဲရွေးကောက်ပွဲလုပ်တဲ့အချိန်မှာဘယ်လိုလုပ်ခဲ့လဲရွေးကောက်ပြီးတဲ့အချိန်မှာဘယ်လိုလုပ်ခဲ့လဲဒီ300လုံးကိုလုပ်ပြီးမှပေါ့နော်ဟိုသုံးသပ်တာကောင်းပါတယ်ဘာမှမလုပ်ရသေးပဲနဲ့ဘာမှတော့မလုပ်ရသေးပဲနဲ့တရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ဘူးတော့တရားမမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ဘူးဆိုတာတော့ဒါဒီတရားနီးလန်းကြတဲ့ဟောနော်ဆုံးဖြတ်ချက်မျိုးသုံးသပ်ချက်မျိုးမဟုတ်ဘူးလို့ပဲပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါရှင်ခုလိုကောင်းတဲ့နဲ့မဆိုင်မဲ့ဖြစ်ကြပေးတဲ့ပူဇော်ကျေးဇူးတင်ပါရှင်ကျွန်တော်နောက်ဆုံးမေးခွန်းဖြစ်ပါတယ်သူရိယနေဝန်းကြံတဲ့အမှုဆောင်အေဂျာ